သူတို့ကလူတယောက်ကိုတပ်ပစ်ပြီးတော့ဆလန်ဒါမန်ရဲ့အခိုင်းအစီတွေဖြစ်လာမယ်ဆိုပြီးကြံကြပါတယ်သူတို့ကဆလန်ဒါမန်ရဲ့တောအုပ်ထဲကအိမ်မှာအတူတူနေကြမှာဖြစ်ပြီးတော့ဆလန်ဒါမန်ရဲ့မီနီဆလန်ဒါမန်တွေဖြစ်လာကြမယ်ဆိုပြီးတော့ယုံကြည်ကြပါတယ်ဒါပေမဲ့သူတို့ရဲ့အကြံစီအလုပ်ဖြစ်ဖို့ဆိုရင်သူတို့အနေနဲ့လူတယောက်ကိုတပ်ပစ်ရမှာပါဒီအတွက်လည်းသူတို့မှာတင့်လျော်တဲ့ရစ်ကောင်ပြစ်မှတ်ရှိပြီးသားပါပဲအဲ့ဒီလူကတော့သူတို့ရဲ့နောက်ထပ်တငယ်ချင်းတယောက်ဖြစ်တဲ့ဘဲလာဆိုတဲ့ကောင်မလေးပဲဖြစ်ပါတယ်ဘဲလာကလည်းအသက်12နှစ်အရွယ်မိန်းကလေးတယောက်ဖြစ်ပြီးတော့တော်တော်လိမ္မာတဲ့ကလေးတယောက်ဖြစ်ပါတယ်ဒါအပြင်ဘဲလာကဆလန်ဒါမန်နဲ့ပတ်သက်ပြီးတော့ဘာမှမသိထားပါဘူးဒီလိုနဲ့လအနေငယ်ကြာမှာတော့မော်ဂန်နဲ့အနန်ဆာတို့ကသူတို့ရဲ့အကြံကိုစပြီးအကောင့်ထဲပေါ်ပါတော့တယ်မော်ဂန်အသက်12နှစ်ပြည့်တဲ့မွေးနေ့မှာသူတို့နှစ်ယောက်ကဘဲလာကိုညာအိတ်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ဘာမှမသိတဲ့ဘဲလာကလည်းဝမ်းသာအားရလက်ခံလိုက်ပါတယ်ဒီလိုနဲ့သူတို့၃ယောက်ဟာညာအိတ်ကြပြီးတော့စကိတ်သွားစီးတာတို့စကားကြည့်တာတို့လုပ်ကြပါတယ်မနေ့ရောက်တော့လဲမနေ့စာအနေနဲ့ဒိုနတ်တောင်စားကြပါသေးတယ်ဘဲလာဆိုရင်သူမနဲ့အတူသူမရဲ့ဝုံရုပ်လေးတောင်ယူလာသေးတာပါပြောချင်တာကရုပ်လေးတွေနဲ့အိပ်ရလောက်အောင်သူတို့ကငယ်သေးတယ်လို့ပြောချင်တာပါဒီလိုနဲ့မနေ့စာစားပြီးတော့မော်ဂန်နဲ့အနန်ဆာတို့ကဘဲလာကိုအနာကဥယျာဉ်တောင်ပေါ်မှာတွားကစားမယ်လို့ပြောပြီးထွက်သွားကြပါတယ်မတော်ခင်မှာမော်ဂန်ကမိဖို့ကြောင်ထဲမှာရှိတဲ့မိဖို့ကြောင်တုံးသားကိုအနှွေးထဲမှာဝှက်ပြီးတော့ယူလာလိုက်ပါတယ်ဒီလိုနဲ့သူတို့၃ယောက်သူတို့ဘုံတိုင်းကစားဖို့အတွက်တစ်တော်ထူတဲ့ဘက်ကိုထွက်လာလိုက်ပါတယ်မော်ဂန်နဲ့အနန်ဆာတို့ရဲ့အကြံကတော့ဘဲလာကိုတပ်ပြီးတော့ဆလန်ဒါမန်စီမှာရစ်ပူဆောင်မှာပါပြီးရတဲ့ဆလန်ဒါမန်ရဲ့တောအုပ်ထဲကစံအိမ်ကိုသွားမှာပါဇလန်ရစံအိမ်ကနီကိုလက်အမျိုးသားဥယျာဉ်ရဲ့တနေရာမှာရှိရမှာပါအဲ့ဒီဥယျာဉ်ကတူတူလေးနဲ့မိုင်300အကွာမှာရှိနေတာပါတကယ်ပဲကလေးတွေးနဲ့စီစဉ်ထားတဲ့အကြံပဲဖြစ်ပါတယ်လို့နဲ့သူတို့၃ယောက်ကစားနေတော့မှပဲရုတ်တရက်မော်ဂန်ကဘဲလာကိုမြေပေါ်ကိုအားနဲ့လှဲချလိုက်ပါတယ်လဲသွားတဲ့ဘဲလာအပေါ်ကိုမော်ဂန်ကတက်ခွာလိုက်ပြီးတော့သူယူလာတဲ့ဓာတ်ကိုထုတ်လိုက်ပါတယ်ပြီးရတဲ့မော်ဂန်ကဘဲလာကိုအဆက်မပြတ်ဓာတ်နဲ့ထိုးပါတော့တယ်မော်ဂန်ဟာဘဲလာကို16ချက်ထောင်ဓာတ်